အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Binance မှာ crypto တွေကိုဝယ်အောင်ပြုလုပ်တဲ့အခါမှာအသုံးပြုတဲ့ order type တွေအကြောင်းကိုအသေးစိတ်ရှင်းပြပေးပါမယ် order type တွေက6မျိုးရှိရဆိုရင်လည်းလူသုံးများဆုံး order type 3မျိုးကိုသာရှင်းပြပေးပါမယ်အဲ့ဒါတွေကတော့ limit order market order နဲ့ stop market order တို့ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ market order အကြောင်းကိုရှင်းပြပါမယ် market order ဆိုတာက market ရဲ့လက်ရှိပေါင်စည်းမှာဝယ်ယူတာဖြစ်ပါတယ်။ကိုကအချိန်မစောင့်ချင်ဘူးချက်ချင်းဝယ်ယူတင်နေဆိုရင် market order ကိုအသုံးပြုပြီးတော့ဝယ်ယူလို့ရပါတယ်။ market order ကကိုယ့်ရဲ့ order ကိုမပြည့်ပြည့်အောင်ဖြည့်ပြီးတော့ဝယ်ပြီးတဲ့အတွက်ကိုယ့်ရဲ့ order ပြည့်ပြီးတော့ကိုကဝယ်လို့ရနိုင်ခြေအခွင့်အရေးပိုများပါတယ်။ဒါပေမဲ့ market ကအတက်ကျအရန်ကျတဲ့အခါမှာကိုကလက်ရှိပေါင်စည်းထက်ပိုများတဲ့ဈေးတစ်ခုမှာဝယ်ယူမိသွားနိုင်ပါတယ်။ဥပမာ Bitcoin ရဲ့လက်ရှိပေါက်ဈေးက 62,800 ဖြစ်ပေမဲ့ market တက်ကြအရန်ကျန်းတဲ့အခါမှာကိုက 6,000 ဝန်းမှာလည်းဝယ်ယူမိသွားနိုင်ပါတယ် 9,000 မှာလည်းဝယ်ယူမိသွားနိုင်ပါတယ်ကိုယ့်ရဲ့ order ကိုမပြည့်ပြည့်အောင်ဖြည့်ရတဲ့အတွက်ဘယ်ဈေးရန်ဖြစ်ဖြစ်အတင်းကျပ်ဝယ်ယူမှာဖြစ်တာကြောင့်ကိုကပိုများတဲ့ဈေးရန်တစ်ခုမှာဝယ်မိသွားနိုင်ရတာပါအဲ့တော့ကိုကအချိန်မဆောင်းနိုင်ဘူးချက်ချင်းဝယ်ယူနေတယ်ဆိုရင် market order ကိုအသုံးပြုနိုင်တော့လေ market မှာဈေးတိုက်ကြကျန်းနေတဲ့အချိန်မှာတော့ market order ကိုတတိထားပြီးတော့အသုံးပြုသင့်ပါတယ်နောက်တစ်ခုကတော့ limit order ပါ limit order ဆိုတာကတော့ကိုကအခုလက်ရှိပေါက်ဈေးမှာမဝယ်ချင်ဘူးအဲ့ဒီထက်ပိုနေတဲ့ဈေးတန်းတစ်ခုမှာဝယ်ချင်တယ်ဆိုရင် limit order ကိုအသုံးပြုပြီးတော့ဝယ်လို့ရပါတယ်ဥပမာကိုကအခုပေါက်ဈေး 62,800 မှာမဝယ်ချင်ဘူးကိုက 59,000 မှာဝယ်ချင်တယ်ဆိုရင် 59,000 လို့ရိုက်ထည့်ပြီးတော့ကိုလိုချင်တဲ့ပမာဏကိုဝယ်လိုက်ရုံပါပဲအဲ့ဒါဆိုရင် order create ဖြစ်သွားပြီးတော့တကယ်လို့ Bitcoin ရဲ့ price ကသာ 59,000 ရောက်သွားမယ်ဆိုရင်ကိုယ့်ရဲ့ order ကိုဖြည့်ပြီးသွားပါပါဒါပေမဲ့ Bitcoin ရဲ့ price က 59,000 မရောက်ဘဲနဲ့အခုလက်ရှိပေါက်ဈေးရဲ့အပေါ်ပဲဆက်တက်သွားမယ်ဆိုရင်ကိုယ့်ရဲ့ order ကမဖြည့်ဘဲနဲ့ကိုယ့်ရဲ့ order ဒီတိုင်းပဲဆက်ရှိနေပါပါတကယ်လို့ကိုယ့်ရဲ့ Bitcoin price ကကိုသတ်မှတ်ထားတဲ့ဈေးကိုမရောက်တော့ပဲလုံးဝမရောက်တော့ဘူးဆိုရင်ဒီ order ကို cancel နှိပ်ပြီးတော့ပိတ်ထားလိုက်လို့ရပါတယ် limit order ကိုအသုံးပြုတဲ့အခါမှာကိုယ့်ရဲ့ price ရဲ့ဈေးကိုပိုထိန်းချုပ်ပြီးတော့ဝယ်လို့ရတယ်ဆိုပေမဲ့ကိုယ့်ရဲ့ order မဖြည့်သွားနိုင်တာလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ stock market order ပဲဖြစ်ပါတယ် stock market ဆိုတာကတော့ trader တွေပဲအသုံးပြုတာများပါတယ်ဥပမာပြောရမယ်ဆိုရင် trader တွေက technical analysis ကိုကြည့်ပြီးတော့ Bitcoin ပေါက်ဈေးက 6,000 ကိုရောက်နိုင်တယ်6,000 ကိုရောက်သွားတဲ့အခါ 9,000 ထိတက်နိုင်တယ်လို့ technical analysis ကိုကြည့်ပြီးတော့ခန့်မှန်းမိတဲ့အခါမှာသူတို့ကအခုလက်ရှိပေါက်ဈေးမှာမဝယ်ဘဲနဲ့ 6,000 ရောက်မှဝယ်မယ်ဆိုပြီးတော့သူတို့ဝယ်ခြင်းနဲ့ Bitcoin amount ကိုပေးပြီးတော့ဝယ်လိုက်တာပါကျွန်တော်တို့ crypto ကိုဒီတိုင်းဝယ်ထားပြီးတော့ invest လုပ်ထားမယ်လူတွေကတော့ stock market order ကိုဝယ်ဖို့အတွက်အသုံးမပြုကြပါဘူးဒါပေမဲ့ stock market order ကိုဝယ်ဖို့အတွက်အသုံးပြုကြပေမဲ့ရောင်းဖို့အတွက်ကြတော့အသုံးပြုလို့ရပါတယ်တကယ်လို့ကိုကအခုလက်ရှိပေါက်ဈေး 62,800 မှာဝယ်ထားတယ်ဒါပေမဲ့ကိုက Bitcoin price 9,000 ရောက်တဲ့အခါမှာပြန်ရောင်းမယ်လို့စဉ်းစားထားတဲ့အခါမှာ 7 မှာကိုက 9,000 ရောက်တဲ့အခါမှာပြန်ရောင်းမယ်စဉ်းစားထားမှာ 9,000 ကိုဖြည့်ထားပြီးတော့ကိုရောင်းတင်တဲ့ Bitcoin ပမာဏ 100% ရောင်းတင်နေဆိုရင် BTC ကိုနှိပ်လိုက်ပြီဆိုရင် Bitcoin price 9,000 ရောက်တဲ့အခါမှာကိုယ့်ရဲ့ Bitcoin တွေကအလိုလျောက်ရောင်းလိုက်မှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးတော့ order type တွေကိုဘယ်ချိန်မှာဘယ်လိုမျိုးအသုံးပြုရမလဲဆိုတာကိုနားလည်သွားပြီလို့ညွှန်လင်းမိပါတယ်တကယ်လို့မသိနားလည်ရှင်းရင်လည်း comment မှာဝင်ရောက်မေးမြန်းသွားပါနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်